stock investment စလုပ်ချင်ပေမဲ့ဘယ်ကနေစလုပ်ရမလဲမသိဘူးမလားဒီနေ့ Agnes ပြောပြမှာဖြစ်ပါတယ် Agnes ရဲ့ဗီဒီယိုလေးကိုတွေ့ပြီးတော့ stock investment ဘယ်လိုလုပ်ရမလဲနားမည်ရဲ့လူတွေတော်တော်များနေပါတယ် stock ကို investment လုပ်ခင်မှာဘာ stock ဆိုတာဘာလဲဆိုတာအရင်သိရပါမယ်အဲ့တော့ stock ဆိုတာကဘာလဲဆိုလို့ရှိရင် company ရဲ့အပိုင်းအစတစ်ခုကိုကိုကဝယ်လိုက်တာဖြစ်ပါတယ်ဝယ်လိုက်တဲ့အတွက်ကြောင့်မို့ကိုက company ပိုင်ရှင်ဖြစ်သွားပါပြီเนาะအဲ့အတွက်ကြောင့်မလို့ company ကတက်တဲ့ profit တွေပိုရတယ်ဆိုရင်ကိုကလည်းပိုပြီးရမှာဖြစ်ပါတယ် step 2အနေနဲ့ကတော့ brokerage application တခုလုပ်ပါတယ် brokerage app ဆိုတာဘာလဲဆိုတော့ကိုကဒီ company ရဲ့ stock တွေကိုကိုကတန်းပြီးတော့ company မှာတောင်းဝယ်လို့မရအောင်အဲ့အတွက်ကြောင့်မို့ဂျားခံကလူတယောက်လိုပါတယ်ဂျားခံကလူတယောက်ဆိုတာဘာလဲဆိုတော့အခုချိန်မှာ application တွေအများကြီးထွက်လာပါပြီဥပမာ Agnes တုံးတာဆိုရင် Robinhood တုံးပါတယ်အဲ့အတွက်ကြောင့်မလို့ဒီ application ကနေပြီးတော့ company တွေ listed company တွေကနေပြီးတော့ကိုကဝယ်လို့ရပါတယ် step 3အနေနဲ့ကျတော့ကိုကအခုမှစပြီးတော့စုံမဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအနေအရင်များတာမလုပ်ပင်နဲ့ safe site မှာ Agnes ဆော့စီချင်ပါတယ်အဲ့တော့ safe site ဆိုလို့ရှိရင် S&P 500 companies တွေကို Agnes ကြီးစီချင်ပါတယ် S&P 500 companies တွေထဲမှာဆိုလို့ရှိရင် Apple ကို Microsoft ဒါမျိုးတွေကုမ္ပဏီကြီးတွေပါတာဖြစ်ပါတယ် Step 4ကကြတော့ကိုကစတာမကြီးဖို့လိုပါတယ်ဥပမာဒေါ်လာ1000လို့ပါလို့မလုပ်ပဲနဲ့ကိုနိုင်တဲ့လောက်လေး100လား200လား300လားဒီလိုမျိုးလေးလုပ်စီချင်ပါတယ် consistency ကအရင်အရေးကြီးပါတယ်ကြတော့ကိုမဝယ်ခင်မှာကုမ္ပဏီရဲ့အကြောင်းကိုနားလည်ဖို့လိုပါတယ် तू ကဝင်ငွေကျန်းတာလားဒါမှမဟုတ်လို့ရှိရင် तू ကအခုမှစတဲ့ကုမ္ပဏီလား revenue ကဘယ်လောက်ရှိလဲနောက်ပိုင်းရော तू ကအလားလာရှိလားဆိုတဲ့ဥစ္စာတွေကိုကြည့်ရပါတယ်အားအတွက်ကြောင့်မလို့ stock ကို invest လုပ်တဲ့အခါမှာကိုကသူများပြောတာကိုမဝယ်ဘဲနဲ့ကိုကတိတိကျကျသိပြီးတော့ဒီဥစ္စာကောင်းတာလားမကောင်းဘူးလားဒီ investment လုပ်လို့ရှိရင်ကိုယ့်ရဲ့ long term plan ကဘယ်လိုမျိုးလဲဆိုတာကိုသိပြီးတော့မှဝယ်တာပိုပြီးအရေးကြီးပါတယ်မြန်မာပြည်မှာက stock investment လုပ်ဖို့အတွက်ဒီ application တွေကထွက်လာမထွက်လာတော့ Agnes ကမသိဘူးပေါ့နော်ဒါပေမဲ့ Agnes ကအခု US မှာနေနေတဲ့အတွက်ကြောင့်မို့ Agnes က Robinhood မှာ account ဖွင့်ခွင့်ရတယ်သူတို့ဒီ brokerage account တွေကလည်းသူတို့ကလွယ်လွယ်ကူကူနဲ့ပေးဖွင့်တာမဟုတ်ပါဘူး Agnes တို့ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့နေထိုင်မှုကိုယ့်ရဲ့ status ကိုယ့်ရဲ့ visa တွေတေချာပြပြီးတော့မှဒါလေး account ကိုပေးဖွင့်တာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ဒီ Robinhood ဖွင့်ပြီဆိုလို့ရှိရင် Agnes ကဒီ SSN ဟာလေးကိုပြရတယ်ပေါ့နော်ဒီ SSN လေးပြပြီးတော့မှဒါလေးဒီဟာလေးကဖွင့်လို့ရတာပါ Agnes အကြံပေးချင်တာကတော့ stock investment လုပ်ပြီးဆိုလို့ရှိရင်တော့ကိုကကုမ္ပဏီအကြောင်းကိုတိတိကျကျသိရမယ်ဖြည်းဖြည်းချင်းကိုကလိုက်နိုင်တဲ့လောက်လေးကိုပတ်စံထည့်ပြီးတော့လုပ်တာလေးကပိုကောင်းပါတယ်ဗီဒီယိုတွေလည်း YouTube မှာဒီလိုမျိုးသင်ပေးတဲ့ဗီဒီယိုတွေလည်းအများကြီးရှိတဲ့အတွက်ကြောင့်မို့ YouTube တွေကိုလည်းလေ့လာသင်တယ်လို့ Agnes ထင်ပါတယ်